ဖျားသခင်ဟာနေရာတိုင်းမှာတစ်ချိန်တည်းရှိမနေနိုင်လို့လူသားတွေအတွက်မိခင်သားဆိုတဲ့တည်ရှိမှုကိုဖန်ဆင်းပေးခဲ့တာဖြစ်နိုင်ပါတယ်တငယ်ချင်းတို့ရေဒီနေ့မှာတော့မိခင်တယောက်ရဲ့အတိုင်းအဆမရှိတဲ့ပေးဆက်ခြင်းပြီးတော့သမီးဖြစ်သူရဲ့နောက်ကျမှရတဲ့နောင်တတွေနဲ့အတူနှလုံးသားတစ်ခုလုံးကိုလှုပ်ခတ်သွားစေမဲ့ဖြစ်ရမှန်ဆဆန်ကိုရီးယားရုပ်ရှင်တွေတကားကိုတင်ဆက်ပေးသွားမှာပါဇလတ်အစမှာစင်းရဲနွမ်းပါတဲ့ကြီးလက်ရွာငယ်လေးကမိန်းကလေးတယောက်သူမဟာကျောင်းမှာပညာထူးချွန်တဲ့ကျောင်းသူလေးတူပေါ်ဒါပေမဲ့သူမမှာကြီးမားတဲ့စိတ်တန်ရာတစ်ခုရှိခဲ့ပါတယ်အဲ့ဒါကတော့သူမရဲ့မိခင်ဟာပညာမတတ်ဝတ်ကောင်းစားလာလဲမဝတ်နိုင်ပဲအမြဲတမ်းပုံမှန်တွင်ပြင်မလှမပဖြစ်နေတာကိုရှက်ရွံ့နေခဲ့တာပါပဲတနေ့တော့ကျောင်းမှာမိဘဆရာအစည်းအဝေးရှိပါတယ်မိန်းကလေးဟာအမေဖြစ်သူကျောင်းကိုလာရင်တခြားသူတွေအလဲမှာသူမရှက်ရလိမ့်မယ်ဆိုတဲ့အတွေးနဲ့အမေကိုကျောင်းမလာဖို့အတင်းတားမြစ်ခဲ့ပါတယ်ဒါပေမဲ့အစည်းအဝေးစတဲ့အချိန်မှာပဲအဝေးကနေကျောင်းဝင်းထဲကိုအိုကုတ်ကုတ်နဲ့ရှောက်ဝင်လာတဲ့အမေကိုမြင်လိုက်ရတဲ့အခါမိန်းကလေးရင်ထဲထိတ်ခတ်သွားပါတယ်သူမဟာအဆက်ခွဲခံရတော့မယ်လို့တွေးပြီးဆရာမကိုဘိုက်အောင်တယ်လို့လိန်ညာကလက်မြောက်ခွင့်တောင်းပြီးအမေကိုကစားခွင့်ဘက်ကိုဒေါသတကြီးဆွဲခေါ်သွားပါတော့တယ်သမီးမလာနဲ့လို့ပြောထားတယ်မလားဘာလို့လာရတာလဲဆိုပြီးအမေကိုအစိမ့်ဆုံးမှန်ဆုံးနဲ့ညှိညူဟစ်ပါတော့တယ်အဲ့ဒီချိန်မှာအမေဖြစ်သူကသမီးကိုပြန်ပြီးဒေါသမထွက်ခဲ့ပါဘူးသူမမျက်နှာမှာဝမ်းနည်းရိပ်တွေရှက်တန်းသွားပေမဲ့သမီးလေးကိုမြင်သာစွာကြည့်ပြီးသူမသားကျောင်းကိုမလာရင်ဆရာမကသမီးကိုဗလာစာအုပ်မပါလို့ဝေဖန်မှာဒါမှမဟုတ်တခြားကလေးတွေကမိဘမရှိဘူးဆိုပြီးတောင်ပြောင်ကြမှာကိုစိုးရိမ်လို့လာခဲ့တာဖြစ်ကြောင်းပြောရှာပါတယ်ဒါပေမဲ့စိတ်ဆိုးနေတဲ့သမီးဖြစ်သူကတော့ဘာမှနားမထောင်ခဲ့ပါဘူးနောက်ဆုံးအမေရဲ့ဝမ်းနည်းပက်လက်ဖြစ်နေတဲ့မျက်နှာကိုမြင်မှသာသမီးဖြစ်သူကသူမအယမ်းလွန်သွားပြီဆိုတာသဘောပေါက်သွားပါတယ်သူချတာကအမေဟာသမီးကိုဘာတခုမှအပြစ်မတင်ခဲ့ပါဘူးအရာအလုံးဟာသူမရဲ့ပေါ်ဆောင်မှုသူမကစီးရဲပြီးသမီးရဲ့ခံစားချက်ကိုမငဲ့ကွက်မိလို့ပါဆိုပြီးကိုသာအဖြစ်ပုံချသွားခဲ့ပါတယ်သမီးဖြစ်သူကအဖြစ်ရှိစိတ်နဲ့တဲ့ကြည့်လိုက်တဲ့အခါအမေကသူမကိုအမြဲပြနေကြအပြုံးလေးနဲ့ကြည့်နေတော့မှပဲဒါပေမဲ့သမီးမမြင်ခွဲရအိမ်ပြန်လန်းတစ်လျှောက်လုံးမှာတော့အမေဖြစ်သူဟာမျက်ရည်တွေအလီလီကျရင်ဝမ်းနဲ့ပက်လက်ပြန်သွားခဲ့ရတာကိုသမီးလေးလုံးဝမသိခဲ့ရှာပါဘူးဇလန်းရဲ့အဓိကဇက်ကောင်ဖြစ်တဲ့ဂျီဆူးသို့မဟုတ်ဇီရှူးရဲ့ဖခင်ဟာရွာကဘတ်စကားမောင်းသမားတဦးပါသူဟာမွေးရပါခြေထောက်မတန်ဆွမ်းမှုရှိတာကြောင့်ခီးတဲ့တွေရဲ့တောင်ပြောင်မှုကိုမကြာခဏခံရလိမ့်ရှိပါတယ်အပြင်ဘက်မှာတော့ဖခင်ဖြစ်သူကဂရုမစိုက်တယ်လို့နေပေမဲ့အိမ်ပြန်ရောက်ရင်တော့အပြင်ကရလာသမျှစိတ်တော်တဲ့အမုန်းတရားတွေကိုအမေဖြစ်သူပေါ်အိမ်တွင်းအကြမ်းဖက်မှုလုပ်ပြီးဖွင့်ချလိမ့်ရှိပါတယ်ဂျီဆူးငယ်ငယ်ကအခန်းပြင်မှာအဖေကအမေကိုရိုက်နှက်နှိပ်စက်နေတဲ့အတန်တွေကိုနားထောင်ရင်ညီမငယ်လေးနဲ့အတူအခန်းထဲမှာပုံပြီးငိုနေုံကလွယ်လို့ဘာမှမတတ်နိုင်ခဲ့ပါဘူးအဆိုးဆုံးကတော့အမေဟာခန္ဓာကိုယ်တစ်ခုလုံးဒဏ်ရာဒဏ်ချက်တွေနဲ့ဖုံးလွှမ်းနေပေမဲ့လည်းကလေးတွေအစာပြေဖို့အစားအစာတွေကိုအပြုံးမပြတ်ပြင်ဆင်ကျွေးမွေးပြီးအမေဘာမှမဖြစ်ဘူးအဆင်ပြေတယ်မြန်စားကြတော့ဆိုပြီးကလေးတွေကိုလက်သိပ်ပေးနေခဲ့တာပါပဲအမေဟာမိတွေအတွက်နာကျင်မှုတွေကိုကာကွယ်ပေးမဲ့ကြောက်ဆောင်တိုင်းကြီးတစ်ခုဖြစ်ချင်ခဲ့တာပါဒါပေမဲ့ဂျီဆူးကတော့အဲ့ဒီအချိန်ကအမေရဲ့မြတ်တာကိုနားမလည်ခဲ့ပါဘူးအဖေရဲ့ရက်စက်မှုကိုမုန်းတယ်အဖေကိုပြန်မတော်လန်ရဲပဲကြောက်ရွံ့ပြီးငြိမ်ခံနေတဲ့အမေရဲ့အားနည်းမှုကိုလည်းပိုပြီးမုန်းတီးခဲ့မိပါတယ်ဂျီဆူးဟာသူမရဲ့အကောင်းဆုံးတငယ်ချင်းကိုရင်ဖွင့်ခဲ့ဘူးတယ်ငါဒီအိမ်ကနေဝေးရဆိုးမျိုးမှာတက္ကသိုလ်တက်မယ်ဒီအိမ်ကနေအပြီးထွက်သွားပြီးငါဘဝကိုငါပဲဖြတ်တန်းမယ်ဘယ်တော့မှလည်းအိမ်တော်မပြုတ်ဘူးကလေးလည်းမယူဘူးတဲ့သူမအထက်တန်းကျောင်းသူဘဝအထိအမေဟာအိမ်တွင်းအကြမ်းဖက်မှုရဲ့အရေးမေးအောက်မှာဆက်ပြီးနာကျင်နေရတော့မှပဲနောက်ဆုံးတော့ဂျီဆူးစိတ်သက်တွေပြိုကွဲလူနီးပါးဖြစ်လာပြီးအမေကိုရွာဝင်ပေါက်ကတဲလေးစီခေါ်သွားကအဖေကိုချက်ချင်းကွာရှင်းလိုက်ပါတော့သမီးအမေနာကျင်နေတာကိုစက်မမြင်ကျင်တော့ဘူးလို့ငိုယိုပြီးတိုက်တွန်းပါတော့တယ်ဒါပေမဲ့ဘယ်သူမှမမျှော်လင့်ထားတဲ့အန်အောစရာသတင်းတစ်ခုထွက်လာခဲ့ပါတယ်ဂျီဆူးဟာသူမမျှော်လင့်ထားတဲ့အတိုင်းကိုရီးယားရဲ့ထိပ်တန်းဆိုးမျိုးသားတက္ကသိုလ်ကိုဝင်ခွင့်ရရုံတင်မကပဲ၄နှစ်စာပညာသင်ဆုပါရရှိသွားခဲ့တာပါတအိမ်လုံးပျော်ရွှင်မှုတွေနဲ့ပြည့်နှက်သွားပြီးအမြဲတမ်းအေးဆက်ဆက်နဲ့စူပူတက်တဲ့အဖေတော်မှမမြင်ရတာကြပြီးဖြစ်တဲ့ဂုံယူဝင်းကြွားတဲ့အပြုံးကြီးပြုံးနေပါတော့တယ်ဂျီဆူးဆိုးကိုထွက်ခွာမဲ့နေမှာမိသားစုတစ်ခုလုံးဘူရာယုံထိလိုက်ပို့ကြပါလေအမေဟာဂျီဆူးရဲ့လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီးစိုးမှာကိုဂိမ်းဆိုင်တော်သမီးတစ်ခုခုဖြစ်ရင်အိမ်ကိုချက်ချင်းပြန်လာခဲ့လို့မှာရှာပါလေယထာကြီးဖြည်းဖြည်းချင်းထွက်ခွာသွားတဲ့အခါဂျီဆူးဟာအမေရဲ့ကဘာကြီးတွေကအယောင်တွေအလုံးပြက်ကွယ်သွားသလိုမျိုးရင်းထဲမှာဟာတာကြီးခံစားလိုက်ရပါတယ်ယထာပေါ်မှာဂျီဆူးဟာအမေပေးလိုက်တဲ့အထုပ်လေးကိုဖွင့်ကြည့်မိပါတယ်အထဲမှာတော့သူမငငယ်ကလေးကကြိုက်ခဲ့တဲ့စီတူဖူးအစားအစာလေးတွေနဲ့အတူအမေဈေးရောက်လို့ရသမျှတပြားတစ်ချက်ချင်းစုဆောင်းထားတဲ့အကျွေးဆေးတွေပြည့်နေတဲ့လေးလံနဲ့အိတ်တစ်လုံးပါလာပါတယ်အိတ်အောက်ခြေမှာတော့အမေရဲ့ပြက်ကွက်လာတဲ့လက်ရည်နဲ့ရေးထားတဲ့စာလေးတစ်စောင်ပေါ့ငငယ်ကအမေဈေးထဲမှာပတ်စံအကျွေးလေးတွေအတွက်ကက်ဆေးနေပြီးဈေးစစ်နေတာကိုကြည့်ပြီးရှက်လဲရှက်စိတ်မရှိဖြစ်ခဲ့ရတာတွေကိုပြန်တွေးမိရင်ဂျီဆူးဟာယထာပေါ်မှာတဲ့မျက်ရည်တွေကိုမထိန်နိုင်ပဲတရှုပ်ရှုပ်မှုပါတော့တယ်အမေကက်ဆေးနေပြီးစုခဲ့သမျှအကျွေးဆေးတွေဟာသမီးဖြစ်သူဆိုးမှာမျက်နှာမငယ်စေဖို့အတွက်အိတ်တုံဖန်ပေါက်ပေးဆက်ခဲ့တာဖြစ်နေလို့ပါပဲဆိုးကိုရောက်ပြီးနောက်ဂျီဆူးဟာနေကင်းဘက်ကြောင်းတက်ညဘက်စားတောက်ဆိုင်မှာအချိန်ပိုင်းလှုပ်ရင်းကြိုးစားခဲ့ရက၄နှစ်အကြာမှာတော့ရုပ်မြင်သံကြားဌာနတစ်ခုရဲ့အောင်မြင်တဲ့ဇညွှန်းရေးဆရာမဖြစ်လာခဲ့ပါတယ်အလုပ်ဖိအားတွေကြောင့်ညှင်းတဲ့အထိအိတ်မပျော်ပဲစိတ်တက်ကြတိုင်းကြီးလက်ကအမေစီဖုန်းဆက်လေးရှိပါတယ်ဘလောက်ပဲညှင်းနေပါစေအမေဟာဖုန်းတန်ကြားတာနဲ့အိတ်ချင်စိတ်တွေကိုဖျောက်ပြီးသမီးလေးအတွက်အားရှိစေမဲ့စကားတွေကိုပျော်ပျော်ရွှင်ရွှင်အမြဲပြောပေးရှာပါတယ်တခါတရံအမေဟာသမီးကြိုက်ဆုံးကင်ချီနဲ့ဟင်းလျာတွေကိုအိတ်ကြီးအိတ်ငယ်အပြည့်ထည့်ပြီးစိုးအထိလာလဲတတ်ပါတယ်
တောင်ကုန်းလမ်းအတိုင်းတဲလာရင်းအိတ်တလုံးကွန့်ထွက်သွားပြီးပစ္စည်းတွေလမ်းပေါ်ပြန်ကျဲသွားတဲ့အခါအမေကလမ်းသွားလမ်းလာတွေကိုကူညီဖို့ကျဲလောင်စွာအော်ဟစ်အကူအညီတောင်းပါတယ်။အဲ့ဒီလိုအမေရဲ့ဆိတ်ရှုပ်ထွေးပြီးရှေးရိုးဆန်တဲ့အခြေအနေကိုမြင်တော့ဂျီဆူစိတ်တူပြီးအမေဒါမျိုးတွေနောက်မတည်လာပါနဲ့တော့ဆိုးမှဒီလိုຢာတွေကလမ်းလေးမှာလည်းလွယ်တကူဝယ်လို့ရတယ်လို့စုကူမိပါတယ်ဒါပေမဲ့အမေကတော့အေးပါဒီတစ်ခါပဲတော့လို့အမြဲပြောပြီးနောက်တစ်ခေါက်ဆိုလည်းတဲလာနေပါပဲနှစ်တွေကုန်လို့ပြီးဂျီဆူဟာနိုင်ငံခြားကပြန်လာတဲ့ပညာတတ်ကြီးစားဖြစ်သူနဲ့လက်ထပ်ဖို့စကားကမ်းလှမ်းခြင်းခံရပါတယ်တောက်ကြနေလေခင်းတစ်ခုမှာဂျီဆူရဲ့မိဘတွေဟာတမိအတွက်ဂရုတစိုက်ဖို့စင်ပြီးကြီးစားဖြစ်သူရဲ့မိဘတွေနဲ့လူကြီးချင်းဆောင်ကြပါတယ်ဒါပေမဲ့တွစ်ဆုံပွဲရဲ့လေထုကအလွန်တင်းမာသွားခဲ့ပါတယ်ကြီးစားဖြစ်သူရဲ့မိခင်ကဂျီဆူရဲ့ကြီးလက်နောက်ခံတဲ့မိဘတွေရဲ့နှိမ်ချတဲ့အခြေအနေကိုပေါ်ပေါ်ထင်ထင်အထင်သေးစော်ကားပြီးညီတို့အခြေအနေကငါသားနဲ့မတန်ဘူးဆိုပြီးတမိဖြစ်သူကိုအဆက်ခွဲပါတော့တယ်ပုံမှန်အားဖြင့်ဘလောက်ပဲနှိမ့်ဆက်ခံရပါစေစိတ်ရှည်တတ်တဲ့အမေဟာသူမရဲ့တမိလေးသူတစ်ပါးအဆက်ခွဲတာခံရတဲ့အခါမှာတော့မခံမရက်နိုင်ဖြစ်ပြီးစိတ်တူကဒေါသတကြီးပြန်လဲပြောဆိုခဲ့လို့မိသားစုနှစ်စုဟာရန်ဖြစ်ပြီးလမ်းကွဲခဲ့ကြရပါတယ်အိမ်ပြန်ရောက်တော့ဂျီဆူကစိတ်ပြက်လက်ပြက်နဲ့တမိဘယ်တော့မှအိမ်အောင်မပြုတော့ဘူးလို့ကြေညာပါတယ်ဒါကိုကြားရတဲ့အမေဟာရင်ကျိုးမတက်ကိုဖြစ်တင်ပါတော့တယ်ငါတို့သာဒီလောက်မစင်ရဲ့ရင်ငါတို့သာပညာတတ်ရင်ငါသမီးလေးအခုလိုအထင်သေးခံရမှာမဟုတ်ဘူးဆိုပြီးတော့ပေါ့အဲ့ဒီညမှာပဲအမေဟာသမီးဖြစ်သူမသိအောင်ရီးစားဖြစ်သူရဲ့အိမ်စီတယောက်ထဲသွားခဲ့ပါတယ်ပြီးတော့သူမရဲ့မာနတွေအားလုံးကိုမြေကြီးထဲမြုပ်နှံပြီးရီးစားဖြစ်သူရဲ့မိခင်ရှိမှဒူးထောက်ကတောင်းပန်ခဲ့ရှာပါတယ်ကျမကြောင့်ကျမတို့ရဲ့စင်ရမှုကြောင့်သမီးလေးရဲ့အချစ်ကိုမဖျက်ဆီးပါနဲ့ရှင်လို့နေရဆက်လက်နဲ့အတနာခံခဲ့တာကြောင့်နောက်ဆုံးမှာတော့ဂျီဆူတို့နှစ်ယောက်လက်ထပ်ခွင့်ရခဲ့ကြပါတယ်မကြခင်မှာပဲဂျီဆူဟာကိုဝင်ရလာပြီးမိဘခါနေချိန်မှာအမေကသမီးဘေးမှာရှိနေပေးဖို့အတင်းလိုက်လာပါတယ်ဒါပေမဲ့မိဘခန်းတဲ့ကိုသူနာပြုတွေကပေးမဝင်တာကြောင့်အမေဟာမိဘခန်းတကားဝမှာတင်မတ်တက်ရရင်သမီးလေးအတင်းထားတော့အမေတကားဝမှာရှိတယ်လို့အော်ဟစ်အားပေးနေရှာပါတယ်နောက်ဆုံးဂျီဆူသမီးလေးတယောက်ကိုအောင်မြင်စွာမွေးဖွားနိုင်ခဲ့ပြီးအမေရဲ့ပျော်ရွှင်တဲ့မျက်နှာကိုမြင်လိုက်ရတဲ့အချိန်မှာပဲဂျီဆူဟာမိခင်ဆိုတဲ့ဘဝရဲ့ဒဏ်ရာဒဏ်ချက်တွေခံစားချက်တွေကိုအပြည့်အဝနားလည်သွားပြီးအမေနဲ့သမီးကြားကအတိတ်ကအထင်မြင်လွဲမှုတွေအားလုံးနှင်းပြော်တယ်လို့ပြောက်ွယ်သွားပါတော့တယ်အချိန်တွေကုန်လုံးပြီးတနေ့ညနေပိုင်းမှာဂျီဆူစီကိုအမေစီကရုတ်တရက်ဖုန်းဝင်လာပါတယ်အဲ့ဒါကတော့အမြဲတမ်းညှိမ့်ပန်းနှိပ်စက်ခဲ့တဲ့အဖေကွယ်လွန်သွားပြီဆိုတဲ့သတင်းပါဇာပနာမှာအမေဟာရင်ခွဲမတက်ဦးကျွေးနေပါတယ်ဂျီဆူကအဖေကိုတသက်လုံးမုန်းခဲ့တယ်လို့ထင်ခဲ့ပေမဲ့အဖေတကယ်ဆုံးသွားတဲ့အခါမှာတော့အဖေရဲ့ကျင်နာခဲ့မှုတဲ့အမတ်တရားလေးတွေပဲနှလုံးသားထဲကြံရစ်ပါတော့တယ်ဇာပနာအပြီးမှာညီငယ်ဖြစ်သူကလည်းစစ်မှုထမ်းဖို့ထွက်သွားတာကြောင့်တစ်ချိန်ကစီကားခဲ့တဲ့အင်ကြီးထဲမှာအမေတယောက်တည်းအထီးကျန်စွာကြံရစ်ခဲ့ပါတယ်ဂျီဆူကအမေကိုစိုးဖို့လိုက်ခဲ့ဖို့ခေါ်ပေမဲ့အမေကခေါင်းမာစွာရင်းဆန်ပြီးသမီးတို့ပဲအဆင်ပြေအောင်နေကြပါအမေဒီမှာအဆင်ပြေတယ်ဆိုပြီးခွေးလေးနှစ်ကောင်နဲ့တူရွာမှာပဲကြံရစ်ခဲ့ပါတယ်အမေရဲ့တနေ့တာဘဝထဲမှာအကြီးမားဆုံးမျှော်လင့်ချက်ကတော့စိုးကသမီးဖြစ်သူစီတွားလဲဖို့ပါပဲတွားလဲတဲ့အခါတိုင်းနဲ့အရင်လိုပဲရန်ဖြစ်ကြတော့မှာပဲဒါပေမဲ့အမေကတော့အမြဲတမ်းပြုံးလေးနဲ့ပဲအရင်နောက်ဆုတ်ပေးလေးရှိပါတယ်ဒါပေမဲ့လွန်ခဲ့တဲ့2နှစ်အကြာမှာတော့ထူးခြားတဲ့အဖြစ်အပျက်တစ်ခုဖြစ်လာပါတယ်ဂျီဆူဟာမိခင်ရှိရာကျေးလက်အင်္ဂလိပ်စီကိုလူတရက်ကားမောင်းပြီးပြန်လာခဲ့ပါတယ်အမေကဆယ်စုနှစ်တွေတုန်းကလိုပဲတိုက်လိုက်တဲ့ကျူးစုပြီးမဲ့ဒီတစ်ခေါက်ပြန်လာတဲ့သမီးရဲ့မျက်နှာမှာတော့ကြီးမားတဲ့တောက်ခရီးတွေပြည့်နေပြီးခြံဝင်းတွေကိုပဲတွင်းနဲ့စွာမေးကြည့်နေပါတယ်အမေအားရပါရချက်ကျွေးတဲ့ဟင်းတွေကိုလည်းလုံးဝစားခြင်းစိတ်မရှိပဲမောကန်းနေတယ်လို့ပဲညှင်းဆိုနေခဲ့ပါတယ်အဲ့ရဝင်ချိန်မှာအမေကသမီးကိုလင်မယားချင်းရန်ဖြစ်လာတာလားလို့စိုးရိမ်တကြီးမေးပေမဲ့ဂျီဆူဘာမှအဖြစ်မပေးနိုင်ခဲ့ပါဘူးနောက်တစ်နေ့မှာဂျီဆူဟာငငယ်ကအမေနဲ့အတူတွားချစ်ခဲ့တဲ့မိပဲရက်ကျွေတဲ့ရှုခင်းစီကိုတွားလဲဖို့ချိုးတာစွာကမ်းလှမ်းပါတယ်အမေလည်းပျော်ရွှင်စွာလိုက်ပါသွားပြီးနှစ်ယောက်သားငယ်ဘဝကလိုပျော်ပျော်ရွှင်ရွှင်ရေမောခဲ့ကြပါတယ်သမီးဖြစ်သူကအမေကိုအဝတ်စားတစ်တွေဝယ်ပေးပြီးတပ်ပုံစတူဒီယိုမှာအမတ်တရတပ်ပုံတွေတွဲရိုက်ခဲ့ကြပါတယ်တပ်ပုံထဲမှာအမေကပျော်လို့ပြုံးနေပေမဲ့သမီးဖြစ်သူရဲ့မျက်လုံးထဲမှာတော့ဝမ်းနဲ့ကြေကွဲမှုအရေးရောင်တွေဖုံးကွယ်လို့မရအောင်ဖြစ်နေခဲ့ပါတယ်အိမ်ပြန်ရောက်တော့ဂျီဆူဟာရွာကအသားဆိုင်ပိုင်ရှင်နဲ့လက်ထပ်ထားတဲ့သူမရဲ့တငယ်ချင်းအရင်ကြီးစီတွားလဲပြီးမျက်ရည်တွေနဲ့တောင်းဆိုရှာပါတယ်ငါအလုပ်တွေအရမ်းများလို့အချိန်တော်ကြာပြန်မလာနိုင်တော့ဘူးအဲ့ဒါကြောင့်နင်းအချိန်ရရင်ငါအမေစီခဏခဏတွားကြည့်ပေးပါနော်တဲ့တငယ်ချင်းဖြစ်သူကအခြေအနေတစ်ခုခုကိုရိပ်မိသွားပြီးမျက်ရည်ကျကသဘောတူခဲ့ပါတယ်ထိုညမှာမိခင်ဖြစ်သူဟာသမီးရေချိုးနေတော့စိတ်မချတာကြောင့်တာမတ်ဖြစ်သူစီဖုန်းဆက်မေးရကနေကဘာပြတ်မတက်ရက်ဆက်လုံးနဲ့အမှန်တရားကြီးကိုသိလိုက်ရပါတော့တယ်အဲ့ဒါကတော့သမီးဖြစ်သူဂျီဆူဟာအစာအိမ်ကင်ဆာနောက်ဆုံးအဆင့်ခံစားနေရပြီးအသက်ရှင်ဖို့3လပဲလိုတော့တယ်ဆိုတဲ့သတင်းပါပဲအမေဟာရုတ်တရက်ထိတ်လန့်သွားပြီးနှလုံးသားတစ်ခုလုံးကွဲအပ်သွားပေမဲ့ရေချိုးကန်းတွေကသမီးကြားသွားမှဆိုလို့ငိုကြွေးတန်တွေကိုလက်နဲ့တင်းကျပ်စွာပိတ်ဆို့ပြီးရှိုက်ကြီးတင်ငင်ကိုရှာပါတယ်သမီးဖြစ်သူရေချိုးပြီးထွက်လာတဲ့အခါအမေဟာဘာမှမသိသလိုဟန်ဆောင်ပြီးသမီးရဲ့ခန္ဓာကိုယ်လေးကိုညင်သာစွာနှိမ့်နေပေးပါတယ်အမေဟာမျက်ရည်တွေကိုမနှဲအောင်ပြီးထားပေမဲ့နောက်ဆုံးမှာတော့သမီးကိုတနာလုံးလို့မျက်ရည်တွေဒါကျိုးသလိုကျလာပါတော့တယ်ဒီအချိန်မှာအမေကဂျီဆူကိုဘလို့မှလွတ်မပေးနိုင်တယ်လို့ဂျီဆူကလည်းအမေကိုအထီးကျန်စွာထားခဲ့ရတော့မှမို့လို့ရင်းနှစ်အောင်နာကျင်နေရပါတယ်ဂျီဆူဟာသူမအတိတ်ကလုပ်ခဲ့တဲ့အမှားတွေအားလုံးအတွက်မူပြီးတောင်းပန်ပါတယ်သမီးအမြဲတမ်းဖုန်းကိုအရင်ချမိလို့တောင်းပန်ပါတယ်အမေကိုအထီးကျန်စွာထားခဲ့မိလို့တောင်းပန်ပါတယ်အမေပေါ်အမြဲဒေါသထွက်မိလို့တောင်းပန်ပါတယ်အမေကရှေ့ကိုတိုးပြီးသမီးလေးကိုရင်ခွင်ထဲထည့်ကတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပါတော့တယ်ဒီအချိန်မှာအချိန်တွေသာရက်တန့်သွားရင်ဘလောက်ကောင်းမလဲလို့အမေဆူတောင်းနေမိမှာပါရက်အနှဲငယ်ကြာမှဂျီဆူဆိုးကိုပြန်ရမယ့်နေ့ရောက်လာပါတယ်မထွက်ခွာခင်ဘူတာယုံမှာအမေကသမီးရဲ့မျက်နှာလေးကိုဖွေ့ဖက်ပြီးသမီးလေး
စိတ်မပူနဲ့တော့အမေအိမ်မှာရှိနေမယ်သမီးဒီယောဂါကိုကြော်ဖြတ်နိုင်ဖို့အမေနေရောညပါဆူတောင်းပေးနေမယ်လို့အားပေးရှာပါတယ်ကြည်စူးရထားပေါ်တက်တဲ့အခါပြန်လက်ကြည့်ရင်ထွက်သွားဖို့တတိမရှိတော့မှဆိုလို့အမေကိုလုံးဝပြန်မကြည့်ရပဲမျက်ရည်တွေနဲ့ခွဲခွာသွားခဲ့ပါတယ်ယထာကြီးဖြည်းဖြည်းချင်းမောင်းထွက်သွားတဲ့အခါအမေဟာစိတ်ခံစားချက်တွေကိုမထိန်နိုင်တော့ပဲထွက်ခွာသွားတဲ့ယထာနောက်ကိုလမ်းတစ်လျှောက်အယူတယောက်လိုလိုက်ပြေးပါတော့တယ်ဘာဖြစ်လို့လဲဆိုတော့ဒီတစ်ခါခွဲခွာခြင်းဟာတာမန်ခွဲခွာခြင်းမဟုတ်ပဲဘဝရဲ့နောက်ဆုံးသိချင်းတရားနဲ့ခွဲခွာခြင်းဖြစ်မှအမေသိနေတယ်လို့ပါပဲလူတွေပြောကြတယ်မိခင်ဆိုတာဖရားသခင်မဟုတ်ပါဘူးတဲ့နောက်ဆုံးမှာတော့ကြည်စူးလေးကွယ်လွန်သွားခဲ့ပါတယ်ကြည်စူးရဲ့ရုပ်ကျွန်းကိုမိပကြိုတဲ့အချိန်မှာဆွေမျိုးမိတ်ဆွေအားလုံးဝမ်းနဲ့ပက်လက်ငိုကြွေးနေကြပြီလေအမေဖြစ်သူတယောက်ထဲသာမျက်ရည်မကျပဲငင်းငိုင်ပြီးရက်နေခဲ့ပါတယ်ဘာလို့လဲဆိုတော့သူမရဲ့ပြည့်မျက်ရည်တွေဒီလိုမျက်ရည်တွေဟာအမိအတွက်ငိုယိုရင်းကြမ်းစွာဖမ်းချောက်သွားခဲ့လို့ပါပဲဇာပနာအပြီးမှာအမေဟာကြေးလက်မျိုးကလေးကိုပဲတယောက်ထဲပြန်လာခဲ့ပါတယ်အိမ်ရဲ့နေရာတိုင်းကြည့်လိုက်တဲ့နေရာတိုင်းမှာသမီးဖြစ်သူရဲ့အရေးအယောင်တွေပဲရှိနေလို့အမေနှလုံးသားဟာနေ့စဉ်နဲ့အမျှမိုင်းယုံနာချင်ရပါတယ်ဒါပေမဲ့အမေဟာသမီးရဲ့ဝိညာဉ်လေးကိုတိတ်တိတ်လေးပြောပြနေပြီးမှာပါရုပ်ရှင်ထဲမှာကြည်စူးရဲ့အမေပြောခဲ့တဲ့စကားတစ်ခုရှိပါတယ်သမီးတယောက်ရဲ့မျက်လုံးထဲမှာမျက်ရည်တစ်ဆက်ရှိနေရင်မိခင်တယောက်ဟာတွင်းမျက်ရည်တွေနဲ့ငိုကြွေးရပါတယ်သမီးတယောက်ရဲ့နှလုံးသားကွဲချင်နေရင်မိခင်တယောက်ရဲ့နှလုံးသားဟာဒဏ်ရာဒဏ်ချက်တွေနဲ့ပြည့်နေရပါတယ်ဒါဟာအစားထိုးလို့မရတဲ့သမီးတယောက်နဲ့မိခင်တယောက်ကြားကထာဝရမပြိုကွဲနိုင်တဲ့တွေးသားနှောင်ကြိုးတက်တက်ပဲဖြစ်ပါတော့တယ်ဗျာ